ဖြတ်သိမ်းရေးရော်ကြီးငွေတွေကျလာပြီအိမ်ဟောင်းမြေနေရာနဲ့လူဦးရေအတွက်ရော်ကြီးပေါင်းလိုက်ရင်မြို့ပေါ်မှာအိမ်နှလုံးဝယ်လို့ရတယ်အိမ်ကြီးကိုမင်းကြီးမိမယူဖို့ခြံထားမယ်ငါနဲ့မင်းအမေကအခန်းငယ်မှာနေမယ်မင်းကအကြီးပဲနားလည်မှုရှိပါတယ်ထင်းပုံယုံကမင်းအတွက်ပဲမြ мян လက်မှတ်ထိုးလိုက်အဖေဒီပုံမှာထင်းပုံယုံကကျွန်တော်အတွက်လို့ပဲရေးထားတယ်အိမ်ဟောင်းကကြံတဲ့မြေတွေရော်ကြီးငွေတွေကိုဘလို့ခွဲမလဲဆိုတာတလုံးမှမပါဘူးဘလို့ခွဲမလဲဆိုတော့ငါတို့ကအခန်းငယ်မှာနေမယ်မင်းကြီးကအခန်းကြီးမှာနေမယ်ဒီလောက်ကိစ္စလေးကိုစကားများနေရအောင်မလားသဘောတူစာချုပ်မှာထင်းပုံယုံကလင်းတကျစ်အတွက်ဆိုတဲ့တကြောင်ပဲပါတယ်တခြားဘာမှမပါဘူးလက်မှတ်ထိုးလိုက်ရင်ကျွန်တော်ကထင်းပုံယုံတရုံပဲလိုချင်တယ်ကျန်တာဘာမှမလိုချင်ဘူးလို့ဝန်ခံလိုက်တယ်လို့ဖြစ်သွားမှာပေါ့အဖေဒါကအမွေခွဲတာမဟုတ်ဘူးအဝေးကိုနှင်ထုတ်တာအမွေခွဲတယ်ဆိုရင်စင်းရှင်းရှင်းလင်းလင်းလုပ်ရမယ်အိမ်ဟောင်းကိုလူဦးရေနဲ့ခွဲရင်ကျွန်တော်ကဘယ်လောက်ရမလဲအဖေတို့ကဘယ်လောက်ရှောင်းဟောက်ကဘယ်လောက်ရမလဲဆိုတာရှင်းရှင်းလင်းလင်းရေးထားရမယ်ရှင်းရှင်းလင်းလင်းရေးထားရင်ချက်ချင်းလက်မှတ်ထိုးပေးမယ်အောင်မမင်းကတောင်ပန်မာလာပြီပေါ့လေငါ့ကိုတောင်စီကက်လာတတ်မှတ်ရဲနေပြီအဖေဒါကရွာကမြေနေရမှတ်တမ်းမိတ်တူပဲကျွန်တော်ဦးလေးကြောက်စီကတွားကူလာတာအိမ်ဟောင်းကအစတုန်းကလူ၄ယောက်တယောက်ကိုမြေ3ပေနောက်တော့ရှို့လန်အိမ်အောင်စုစည်ရင်ဝင်လာတော့နောက်တစ်ယောက်တိုးလာတယ်ကျွန်တော်က9ပေရရမယ်ထင်းပုံယုံကတပေကနေ2ပေလောက်ပဲရှိတယ်ကျန်တဲ့3.8ပေကိုငွေနဲ့ပဲတွက်ပေးဒါမှမဟုတ်ရင်ထင်းပုံယုံဘေးကပစ္စည်းဟောင်းထားတဲ့အခန်းဝက်ကိုပါကျွန်တော်နာမည်ပြောင်းပေးမင်းကအခုမင်းဖေကိုစည်ရင်လာရှင်းနေတာပေါ့တကြည်ရဲ့မင်းကြီးကခုမှ22နှစ်စစ်ဆက်ထားခါစားမင်းကလေးဘက်ကအိမ်ကိုပဲမျက်စိတောက်ထောက်ကြည့်နေတာမင်းကအကိုပဲသူ့ကိုအလျှော့ပေးလိုက်ရင်ဘာဖြစ်သွားမှာမို့လို့လဲငငယ်ကလေးကမင်းကအလိမ္မာဆုံးပဲအိမ်ကိစ္စမှန်သမျှမင်းပဲတာဝန်ယူခဲ့တာနောက်တစ်ခါလောက်ထပ်ပြီးအလျှော့ပေးလိုက်ပါကွယ်အမေကျွန်တော်လိမ္မာခဲ့တာ26နှစ်အဆုံးသက်ကြတော့ထင်းပုံယုံတယုံပဲကြံတော့တယ်ရှောင်းဟောက်ထွန်းဆက်မောင်းတင်တော့ကျွန်တော်ညဘက်တွေပါအလုပ်လုပ်ပြီးပတ်စံရှာပေးခဲ့ရတယ်ကျွန်တော်စစ်ဆက်တုန်းကကြတော့အဖေတို့ကတပြားမှမကူညီဘူးအခုအမွေခွဲတော့လဲဒီစကားပဲပြန်ပြောနေတယ်အမေစဉ်းစားကြည့်လေတင့်တော်ရဲ့လားလို့အကိုပြောတာတိတ်တူစိမ့်ဆန်လုံးမနေဘူးလားငငယ်ကလေးကအဖေနဲ့အမေကကောင်းတာရှိရင်အကိုကိုပဲအရင်ပေးခဲ့တာလေရှောင်းဟောက်ငါအသက်9နှစ်ကလေးကလဲတဲ့ဆင်းအလုပ်လုပ်နေရပြီးမင်းကအိယာထဲမှာနိုးဆိုနေလုံးပဲရှိသေးတယ်မင်းရွာထဲမှာရန်ဖြစ်ပြီးပြဿနာရှာလို့ရော်ကြီး300ပေးရတော့ငါအုပ်ဖို့မှာကြိုတင်ငွေထုတ်ပြီးတလားလုံးပင်ပန်းခံလုပ်ပြီးမှအကျွေးဆက်နိုင်ခဲ့တာမင်းငါ့ကိုပြောစမ်းငငယ်ကလေးကဘာကောင်းတာများငါ့ကိုအရင်ပေးခဲ့ဘူးလို့လေကျွန်တော်မှလမ်းနဲ့ကြောင်းပဲရှိတယ်ငွေနဲ့တွက်ပေးမလားဒါမှမဟုတ်ထင်းပုံယုံနဲ့ဟိုပစ္စည်းဟောင်းထားတဲ့အခန်းဝက်ကိုကျွန်တော်နာမည်ပြောင်းပေးမလားအိမ်ဟောင်းဖြတ်သိမ်းရေးရော်ကြီးငွေကိုကျွန်တော်တပြားမှမလိုချင်ဘူးအကုန်ယူကြနောက်3ရက်နေရင်အဖြေလာတောင်းမယ်စာချုပ်ချုပ်တဲ့အချိန်စီကန်းချက်တိုင်းမှာကျွန်တော်ရှိနေရမယ်တညလုံးဟိုဘက်လက်ဒီဘက်လက်နဲ့မအိပ်ပဲဘာတွေစဉ်းစားနေတာလဲနေ့လေကကိစ္စကိုစဉ်းစားနေတာအဖေကျွန်တော်ကိုလက်မှတ်ထိုးခိုင်းတဲ့အချိန်ကျွန်တော်ခေါင်းထဲမှာအတွေးတစ်ခုပဲရှိတယ်ဘာဖြစ်လို့လဲပေါ့ကျွန်တော်အလျှော့ပေးလာတာအနှစ်20ကျော်ပြီးနောက်ဆုံးကြတော့စုပ်ပြတ်နေတဲ့ထင်းပုံယုံတယုံပဲရတယ်ဒါဆိုရှင်နေ့လေကချက်ချင်းပြန်ပတ်ပြောလိုက်တဲ့အိမ်ယာမြေကိစ္စကိန်းကနန်းတွေစီကန်းချက်တွေကဘယ်တော့မှကြိုပြင်ထားတာလဲရှင်းကြည့်ရတာရုတ်တရက်ထားလုပ်တဲ့ပုံမပေါ်ဘူးပြီးခဲ့တဲ့လကဦးလေးကြောက်စကားတခုံးစပြောတယ်မင်းအဖေအိမ်ဟောင်းကိုဖျက်ရင်မင်းတို့မိသားစုရှင်းစရာစည်ရင်းတွေရှိလာလိမ့်မယ်တဲ့အဲ့ဒါနဲ့ကျွန်တော်သွားမေးခဲ့တာဦးလေးကြောက်ကရှင်းကိုတင်ပေးလိုက်တာပေါ့သူကကျွန်တော်ကိုမှတ်တမ်းသွားကူးခိုင်းတယ်အိမ်ကလူရွေးချစ်တတ်တဲ့အချင်းရှိတော့ကြိုပြီးတက်တည်မယူထားရင်ငါတေချာပေါက်နစ်နာလိမ့်မယ်တဲ့ငွေနဲ့တွက်ခိုင်းတာအခန်းဝက်ကိုတောင်းတာကရောဦးလေးကြောက်တင်ပေးတာလားသူပြောတာတော့ရွာကမြေလွတ်တွေဆိုရင်အသေးစားစီးပွားရေးလုပ်ဖို့စိုင်ဖွင့်ဖို့နာမည်ပြောင်းယူလို့ရတယ်တဲ့ဒါဆိုရှင်စိုင်ဖွင့်ချင်နေတာကြာပြီပေါ့ကြာပြီလဲလုံးနေလို့ကတော့လမ်းစာမရှိဘူးမင်းကိုကောင်းကောင်းမွန်မွန်ထားချင်လို့ပါနောက်တော့ဟဲကိုမျိုးကိုအဖေအတွက်ဆေးသွားဝယ်ရင်းရွေးဟဲထန်ဆိုတဲ့ဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့တယ်နေရာလေးကောင်းတယ်ပြန်ရောက်တော့စုံစမ်းကြည့်လိုက်တယ်လမ်းဟောင်းကလောင်လီပြောတာတော့ဆိုင်ရှင်ကျိုးကပြည်နယ်မျိုးတော်ကိုပြောင်းတော့မှာတဲ့ဆိုင်ရောဆေးဘက်ဝင်ပစ္စည်းတွေရောအကုန်လုံးကိုတစ်ပြက်ထဲ3800နဲ့ရောင်းမလို့တဲ့ပစ္စည်းတွေကအစ်စ်တွေမို့လို့တေချာပေါက်မြတ်မှာ3800ဆိုတာတို့မှအဆုံးထွက်လေးတော့မပြည့်ဘူးလေငါသိပါတယ်အမွေမခွဲခင်ကတည်းကငါတွေးထားတာကအိမ်ဟောင်းကနေရော်ချင်းငွေလေးနည်းနည်းပပရမလားဒါမှမဟုတ်အဲ့ဒီအခန်းဝက်လေးကိုအရယူပြီးအရင်နှီးလို့မလားပေါ့တိုးစုထားတဲ့ငွေလေးနဲ့ပေါင်းလိုက်ရင်အနည်းဆုံးတော့လှုပ်ရှားလို့ရပြီလေဒါဆိုရှင်ဒီနေ့အိမ်ကလူတွေနဲ့ပြက်ပြက်တသားပြောလိုက်တာကမခံချင်စိတ်တစ်ခုလေးကြောင့်မဟုတ်ပဲတိုးရှိရေးအတွက်လန်ခင်းတာပေါ့တဝက်စီပေါ့မခံချင်စိတ်ကလည်းအမှန်ပဲဒါပေမဲ့မခံချင်စိတ်တစ်ခုလေးနဲ့ယက်တည်နေလို့မရဘူးလေတို့တွေရှေ့ဆက်ကြိုးစားရမယ်ဒီနေ့ရှင်အဖေနဲ့စကားများနေတော့ကဧခန်းကဖျားစင်ဘက်ကိုမျက်လုံးနှစ်ခါလောက်ရောက်သွားတာငါမြင်တယ်စပွဲချီတော့ခုထားတဲ့အုတ်ခဲပြားလေးကိုရှင်ပါကြည့်နေတာလေတချစ်ငါ့ကိုအမှန်တိုင်းပြောစမ်းဒီနေ့ဧခန်းမှာရှင်ကြည့်နေတဲ့အုတ်ခဲရဲ့ခုနကနိုင်ရန်ထောက်မှာရှင်ဆောင်ကြောင်ထိုင်ပြီးကလော်နေတဲ့အုတ်ခဲရဲ့ဒီထင်းပုံယုံထဲမှာတကယ်တော့ဘာတွေရှိနေတာလဲဒီအုတ်ခဲရွေးလို့ရတာရှင်အစောကြီးကလေးကတိနေတာလားအဖိုးဆုံးတဲ့နှစ်ကငါအသက်73နှစ်နာရီပွဲမစခင်အခန်းထဲမှာသူ့ရဲ့ငါရဲ့နှစ်ယောက်တည်းရှိနေတာသူကငါလက်ကိုကင်ပြီးစကားနည်းနည်းပြောခဲ့တယ်တချစ်ထင်းပုံယုံနဲ့ရန်ထောက်အရှိဘက်ကရေတွက်ရင်တတိယမြောက်အုတ်ခဲကဖြုတ်ယူလို့ရတယ်မင်းကြီးလာလို့အတုံးလို့တဲ့အချိန်ကြာမှယူသုံးပါတဲ့ရှင်အသက်73နှစ်ကလေးကဒီနေရန်ထဲမှာပစ္စည်းရှိမှန်သိနေတာပေါ့73နှလုံးလုံးရှင်မထီပဲစောင့်နေခဲ့တာပေါ့အဖိုးကအတုံးလို့တဲ့အချိန်ကြာမှယူသုံးဆိုလို့ပါအရင်ကငါရိထားတာလဲလုပ်ပြီးဝိုင်းရင်းရှာနေတာတစ်သက်လုံးဘာရတနာမှအတုံးလို့မှမဟုတ်ဘူးလို့ဒီနေ့အမွေခွဲတဲ့အချိန်ဦးလေးကြောက်ကတတိပေးလိုက်မှငါဆိုင်ဖွင့်ချင်နေတာအရင်နီးမရှိဘူးဖြစ်နေတယ်ဒါကြောင့်အခုကအတုံးလို့တဲ့အချိန်ရောက်ပြီလို့ထင်မိလို့ပါ
တကယ်လို့များဒီနေ့အမွေခွဲတာချောချောမွေ့မွေ့နဲ့လက်မှတ်ထိုးလိုက်ရပြီးရတင်ရထိုက်တဲ့ရော်ချင်းငွေရခဲ့ရင်ရှင်ဒီနိုင်ငံတွေကပစ္စည်းကိုတစ်သက်လုံးမထုတ်တော့ဘူးလို့စိတ်ကူးထားတာလားဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီနေ့မင်းလဲမြင်တဲ့အတိုင်းပဲအဖေနဲ့မေကငါ့ကိုဒီထင်းပုံယုံလေးပဲပေးချင်တာဒီထင်းပုံယုံကအဖိုးတစ်သက်လုံးစောက်ရှောက်လာခဲ့တဲ့နေရာပဲတနေ့ကျရင်ဒီထင်းပုံယုံလေးကငါ့အတွက်တစ်ခုတည်းသောနောက်ဆုတ်စရာနေရာဖြစ်လာမယ်ဆိုတာအဖိုးကြိုသိနေခဲ့တာလည်းဖြစ်နိုင်တယ်ကဲဒါဆိုအဖိုးရှင်အတွက်ဘာတွေခြံထားခဲ့လဲဆိုတာကြည့်ရအောင်ဟဲငွေတင်ကားတွေကျိုးဝေရွက်ရွှေဟဲထန်ရဲ့ဆိုင်ရှင်ဟောင်းဒါဆိုအခုဆိုင်လွဲပြောင်းရောင်းချမဲ့ဦးလေးကျိုးပေါ့အဖိုးကတစ်သက်လုံးစောက်ရှောက်လာခဲ့တာဒီပစ္စည်းတွေကအဖိုးကသူများအတွက်တစ်သက်လုံးစောက်ရှောက်ပေးခဲ့တဲ့အမတ်တရားတွေပဲရွှေဟဲထန်ရဲ့အမြင့်တွေပဲဒါတွေကိုတို့တွေရောင်းစားလို့မဖြစ်ဘူးရှင်ပြောတာမှန်တယ်ဒါကသူများကျိုးမိသားစုရဲ့ပစ္စည်းတွေတို့တွေသူတို့ကိုပြန်ပေးရမယ်မနက်ဖြန်ဟဲကိုမျိုးကိုအရင်သွားပြီးဦးလေးကျိုးကိုရှာဒီပစ္စည်းတွေကိုအရှိတိုင်းပြန်ပေးမယ်ပြီးမှဆိုင်လွဲယူမဲ့ကိစ္စကိုဆွေးနွေးကြတာပေါ့ကောင်းပြီဒါဆိုဆိုင်လွဲယူဖို့ပတ်စံရောဒီနှစ်တွေတည်းတို့နှစ်ယောက်စုထားတာ1200ရှိတယ်3800ဆိုတာနည်းနည်းပါးပါးစုဆောင်းလိုက်ရင်ရနိုင်ပါတယ်ကောင်တာလည်းရှိသေးတယ်ဆေးဘီလိုလည်းရှိသေးတယ်အလုံးစုံပိတ်ထားတာတစ်လားလောက်ပဲရှိအောင်မယ်ပစ္စည်းတွေအကုန်ကျန်သေးတယ်တော့အစ်စ်တောင်မခတ်ထားဘူးကြေးတော့ဟောင်းကြီးပဲပြက်နေတာတွန်းဖွင့်လိုက်တာနဲ့ပွင့်သွားမှာဒါပေမဲ့တို့တွေသဘောနဲ့တော့ဝင်သွားလို့မဖြစ်ဘူးလူမရှိပဲဝင်သွားရင်ရှင်းပြလို့ခတ်မယ်ဆိုင်လွဲမယ်ဆိုတဲ့စာကဘယ်မှာကတ်ထားတာလဲငါမနေ့ကဖြတ်သွားတော့တကားရွက်ပေါ်မှာတွေ့လိုက်တယ်ကျိုးဆိုတဲ့နာမည်ရဲ့အိမ်ဖုန်းနံပါတ်ရဲ့ပဲပါတယ်နာမည်အပြည့်စုံမပါဘူးရပြီမှတ်ထားလိုက်ပြီကောင်တာအန်ဆွဲတွေတေချာပိတ်မထားဘူးထင်တယ်စာရွက်ထောင်လေးတွေမြင်နေရတယ်ပစ္စည်းတွေရှိသေးတယ်ကမန်းကရန်ထွက်သွားတာဖြစ်မယ်ပစ္စည်းတွေရှိတယ်ဆိုင်ရှိတယ်လူမရှိဘူးချိန်ပြီးတွေ့တဲ့အခါမှာအသေးစိတ်ပြောကြတာပေါ့အခုချိန်အနောက်ရှက်သွားမပေးပါနဲ့တွားရအောင်မင်္ဂလာပါရွေးဟဲထန်ကဆိုင်ရှင်ဦးလေးကျူလာခင်ဗျာကျွန်တော်နာမည်လေးမှာလမ်းဟောင်းမှာဆိုင်ရွဲမဲ့အကြောင်းတွေ့လို့ဆိုင်ရွဲယူဖို့ကိစ္စလေးဆွေးနွေးချင်လို့ပါဟုတ်ကဲ့ဒီနေ့ညနေ3 နာရီလမ်းဟောင်းထိပ်ကလက်ဖက်ရည်ဆိုင်မှာအဆင်ပြေပါသလားဟုတ်ကဲ့ဒါဆိုကျွန်တော်တို့အချိန်မှန်တွေ့ကြတာပေါ့ချိန်ပြီးပြီတွားမယ်စာတိုက်ရုံးကိုချိန်ထားတာကညနေ3 နာရီစောသေးတယ်ထမင်းအရင်စားမလားဘာလုပ်ကြမလဲရွှေဟဲထန်ကိုလွှဲပြောင်းမဲ့ကိစ္စကဆိုင်ရှင်ကျိုးတယောက်တည်းပြောတာကိုနားထောင်လို့မဖြစ်သေးဘူးတို့တွေနောက်ကျောင်းကိုအရင်စုံစမ်းကြည့်ရမယ်ရှစ်တဘောကလမ်းဟောင်းထိပ်ကဆိုင်တွေဖွင့်လာတာနှစ်တွေကြာပြီဆိုတော့ဦးလေးကျိုးကိုတီးတဲ့သူတေချာပေါက်ရှိမယ်ပေါ့တို့တွေအရင်ဆုံးဘေးနာကစီးပွားရေးလုပ်တဲ့သူတွေကိုဒီလူဘလို့လူလဲဆိုတာစုံစမ်းကြည့်ကြတာပေါ့သူသေးတခုလောက်စုံစမ်းကြည့်လို့ပါမျက်နှာချင်းဆိုင်ကရွေးဟဲထန်ကဆိုင်ရှင်ကျိုးနဲ့ခင်လားကိုလောင်ကျိုးလားလမ်းဟောင်းမှာဆိုင်ဖွင့်လာတာနှစ်ဆက်ကျော်ပြီလူကလည်းရိုးသားတယ်ပစ္စည်းကလည်းမှန်တယ်တားဖြစ်သူကပြည်နယ်မြို့တော်မှာအခြေကျသွားလို့သူ့ကိုအတင်းလာခေါ်နေလို့တာမဟုတ်ရင်သူဒီဆိုင်ကိုပိတ်ရမှာမဟုတ်ဘူးဘာလို့လဲမင်းကဆိုင်ရွဲယူချင်လို့လားအဲ့ဒီသဘောရှိပါတယ်အခြေအနေအရင်စုံစမ်းကြည့်ချင်လို့ပါလောင်ကျိုးကယုံကြည်ရတယ်စီးပွားရေးလုပ်တာရိုးသားတယ်ပတ်ဝန်းကျင်ကလည်းသူ့ကိုအတိမတ်ပြုကြတယ်မင်းသူ့ဆိုင်ကိုလွှဲယူတာအမှားမရှိနိုင်ဘူးလူတိုင်းကဦးလေးကျိုးလူကောင်းတယ်လို့ပြောကြတယ်ဆိုင်ရာစဝင်ကလည်းတန့်တယ်ဒါဆိုတော့ညနေသွားဆွေးနွေးရင်ရင်ထဲမှာယုံကြည်မှုရှိသွားပြီဆိုင်ကပြဿနာမရှိဘူးလူကလည်းယုံကြည်ရတယ်အခုကဈေးဘယ်လောက်နဲ့ညှိလို့ရမလဲဆိုတာပဲကြည့်ရတော့မယ်မင်းနာမည်ကလင်းလားလမ်းဟောင်းဘက်မှာမင်းကိုမမြင်ဘူးပါဘူးဒီဒေတာကမဟုတ်ဘူးမလားရိုးရှုကိုရွာကပါကျွန်တော်မိမကဦးလေးရဲ့ဆိုင်ရွဲမဲ့ကြော်ညာစာကိုတွေ့လို့ပါကျွန်တော်ဒီနေ့လာတာကိစ္စနှစ်ခုရှိပါတယ်ပထမတစ်ခုကကျွန်တော်အဖိုးကိုစားပစ္စည်းတစ်ခုလာပြန်ပေးတာပါကျွန်တော်အဖိုးနာမည်ကလင်းလောက်ချင်းပါသူမဆုံးခင်ကကျွန်တော်ကိုပြောခဲ့တယ်ထင်းပုံယုံနေရန်ထဲမှာသူများအတွက်တင်ပေးထားတဲ့ပစ္စည်းတစ်ထုပ်ရှိတယ်အသုံးလိုတဲ့အချိန်ကြာမှထုတ်သုံးပါတယ်မနေ့ကအမွေခွဲတော့ကျွန်တော်နေရန်အုပ်ခဲကိုဖဲကြည့်လိုက်တာအထဲမှာဒါတွေတွေ့တယ်လောက်ချင်းအဖိုးတစ်သက်လုံးစောက်ရှောက်ပေးခဲ့တဲ့ပစ္စည်းတွေပါလူလေးဒီပစ္စည်းတွေကငါအဖေကမင်းအဖိုးကိုအပ်ထားခဲ့တာမင်းအဖိုးကအနှစ်40ကျော်စောက်ရှောက်ပေးခဲ့တယ်မင်းကတပြားတစ်ချက်မှမလျော့စေပဲပြန်ယူလာပေးတယ်ဒီအချက်လေးနဲ့တည်းမင်းကိုငါယုံကြည်သွားပြီဦးလေးကျိုးဒါကဦးလေးတို့မိသားစုရဲ့အမြင့်တွေပဲကျွန်တော်မတမစိတ်နဲ့မယူထားရပါဘူးပစ္စည်းကိုပိုင်ရှင်စီပြန်ပေးလိုက်ရမှကျွန်တော်စိတ်ထဲမှာအေးချမ်းသွားတာပါပစ္စည်းကိုတော့ငါလက်ခံလိုက်ပါပြီဒါပေမဲ့ဒီကျေးဇူးကိုငါမှတ်ထားပါတယ်ကဲဒုတိယကိစ္စကိုပြောပါဦးကျွန်တော်ရွေးဟဲထန်ကိုလွှဲယူချင်ပါတယ်ဒါပေမဲ့ကျွန်တော်လက်ထဲမှာစုထားတာတိတ်မရှိဘူးအားလုံးပေါင်းမှ1200ပဲရှိတယ်ဦးလေးရဲ့ဆိုင်က3800ဆိုတော့အများကြီးကွာနေတယ်အဲ့ဒါကြောင့်ကျွန်တော်ဦးလေးနဲ့တိုင်ပင်ချင်တာကအချိန်နည်းနည်းလောက်ဆွဲပေးလို့ရမလားဒါမှမဟုတ်အရေးကြပေးလို့ရမလား3800ဆိုတဲ့လွှဲပြောင်းကြီးအတွက်မင်း1200အရင်ပေးကျန်တဲ့2600ကိုမင်းဆိုင်ရက်တဲ့အချိန်ကြာမှဖြည်းဖြည်းချင်းပြန်ဆက်အချိန်ကန့်သက်မရှိဘူးအတိုးလည်းမယူဘူးဦးလေးကျိုးဒါကြီးကမတင်တော့ပါဘူးဦးလေးအများကြီးရှော့ပေးပြီးနေပြီပဲမင်းအဖိုးကငါတို့မိသားစုအတွက်အနှစ်40ကျော်ပစ္စည်းတွေစောင့်ပေးခဲ့တာတပြားမှမယူခဲ့ဘူးငါကကိုယ့်လူချင်းချင်းကိုစရင်တေလိုက်တွက်နေလို့ရမလားဒါပေမဲ့ငါမှစီကန်းချက်တစ်ခုတော့ရှိတယ်ဆိုင်ရွဲပေးပြီးရင်ငါကအကြံပေးနာမည်ခံထားမယ်တလားတစ်ခါစရင်လာစစ်မယ်အလုပ်ကိုလမ်းလွဲလုပ်ရင်ဆိုင်ကိုငါပြန်သိမ်းခွင့်ရှိတယ်ရပါတယ်ဦးလေးကျိုးကျေးဇူးတင်ပါတယ်ဆိုင်ထဲကစေးဘက်ဝင်ပစ္စည်းတွေကိုမင်းဆက်သုံးပါအကုန်လုံးပစ္စည်းစစ်တွေကြီးပဲအစားအသောက်နဲ့ကျန်းမာရေးစီးပွားရေးလုပ်ရင်တန်တန်ရှင်းရှင်းလုပ်ရွှေဟဲထန်ရဲ့နာမည်ကိုမဖျက်ဆီးပြစ်နဲ့အားလုံးဦးလေးကျိုးကိုပဲအားကိုးနေရတော့မှာပါမင်းတခြားသူကိုတွားပြစရာမလိုတော့ပါဘူးငါ့ကိုပဲတိုက်ရိုက်ပြလိုက်
ဒါလောက်ချင်းချန်ထားခဲ့တဲ့ပစ္စည်းတွေအစ်စ်ပဲအရေးကြပေးမဲ့ကိစ္စကပြောရလွယ်ပါတယ်ကဲဆိုင်ကမင်းပိုင်သွားပြီမနှက်ဖြန်မြို့ပေါ်သွားပြီးနာမည်ပြောင်းကြမယ်ဘယ်ဘက်ကိုနည်းနည်းတူပထမဆုံးလာစရင်ထွက်လာပြီလားထွက်ပြီပစ္စည်းဖို့နဲ့အတုံးစေးနှုတ်လိုက်တော့မရှုံးဘူးဒါပေမဲ့တိတ်လည်းမမြတ်ဘူးလမ်းဟောင်းကဖောက်တဲ့ဟောင်းတွေကဦးလေးကျိုးရဲ့နာမည်ကိုပဲအတိမတ်ပြုကြတာတို့တွေကမျက်နှာတစ်တွေဆိုတော့သူတို့ကဖြည်းဖြည်းချင်းစောင့်ကြည့်ရအောင်မှာပေါ့ဘာလို့စရာရှိလို့လဲစီးပွားရေးလုပ်တာပထမဆုံးလမှာတင်ချမ်းသာသွားတယ်လို့မရှိမလဲဦးလေးကျိုးကဖောက်တဲ့ဟောင်းစရင်တွေကိုလည်းပေးထားပြီးပြီပဲဖြည်းဖြည်းချင်းပြန်လာကြမှာပါအင်းတေချာကျိုးကျိုးဆဆလုပ်သွားရင်ရပါပြီရာဂိုင်နှုန်း80ကျော်ကအကျိုးပဲအမိုက်တွေကြီးပဲမှုတက်ပြီးပြက်နေတာတွေလည်းပါတယ်ဒီပစ္စည်းတွေဘယ်လောက်နဲ့ဝင်လာတာလဲ360နဲ့ချင်းအမြို့နယ်ဈေးတောင်ပေါက်ကလူစီးပစ္စည်းဆိုင်ကပစ္စည်းတွေပစ္စည်းချတော့ကဖောက်ခွင့်မစစ်ဘူးလားမစစ်ဘူးသူကအလုပ်တွဲလုပ်လာတာကြာပြီဆိုတော့နမူနာကိုပဲကြည့်ရင်ရပြီဆိုလို့ကျွန်တော်လည်းဖောက်ပြီးအသေးစိတ်မစစ်လိုက်ဘူးဒီပစ္စည်းတွေကိုအရင်မထိနဲ့ဦးတက်တဲ့အဖြစ်အတိုင်းသားထားလိုက်တရားဝင်လမ်းကြောင်းကသွားရင်အချိန်တိတ်ကြမယ်သူ့ကိုဓာတ်ရိုက်သွားတွေ့တာအကောင်းဆုံးပဲသူမဝင်ခံပြီးငွေပြန်အမ်းတာပစ္စည်းပြန်လဲပေးတာကအမြန်ဆုံးဖြည့်ရှင်းနေပဲရှင်ပြောတာမှန်တယ်မနှက်ပြန်မနှက်စောစောချင်းအမြို့နယ်ကိုသွားပြီးသူ့ကိုမျက်နှာချင်းဆိုင်သွားရှင်းမယ်အိုးတထေးလင်းကိုယ်တိုင်ရောက်လာပါလားဒီပစ္စည်းတွေကဘာပြဿနာရှိလို့လဲခမ ्या မနေ့ကပို့လိုက်တဲ့ခွန်ချီတွေကိုဒီနေ့ကျွန်တော်ဖောက်ကြည့်လိုက်တယ်ခမ ्या စာကကျွန်တော်ပြတဲ့နမူနာနဲ့အခုပို့လိုက်တဲ့ပစ္စည်းတွေကလုံးဝကိုတခြားစီပဲခမ ्या ကိုယ်တိုင်တေချာကြည့်ကြည့်တကယ်ကိုအားနာပါတယ်အောက်ကတပည့်တွေပစ္စည်းထည့်မှသွားလို့ပါဒီလိုလို့ကျွန်တော်အခုချက်ချင်းအကောင်းစားပစ္စည်းအသစ်တွေပြန်လဲပေးမယ်ဘယ်လိုလဲပစ္စည်းလဲတာရတယ်ဒါပေမဲ့ကျွန်တော်စပိန်ကို2နာရီကျော်စီးလာရတာအလကားတော့မဖြစ်နိုင်ဘူးပစ္စည်းအသစ်တွေကိုဒီနေရာမှာတင်တထုတ်ချင်းဖောက်စစ်မယ်နောက်တစ်ခုကဒီပစ္စည်းတူတွေကိုကျွန်တော်တက်တဲ့အဖြစ်တင်ထားမယ်နောက်တစ်ခါဒီလိုကိစ္စမျိုးထပ်ဖြစ်ရင်ခမ ्या နဲ့လာဆွေးနွေးနေမှာမဟုတ်ဘူးဈေးကွက်စီမံခန့်ခွဲရေးရုံးကိုတိုက်ရိုက်တိုင်မယ်တထေးလင်းစီးပွားရေးလုပ်တာနောက်ဆုတ်เสียလမ်းလေးတော့ခြံထားရတယ်လေဒီလောက်ထိပြက်ပြက်တသားပြောနေเสียလို့လားတထေးလေးကိုကျွန်တော်ရန်ဖြစ်ဖို့လာတာမဟုတ်ဘူးဒီတစ်ခါတေချာပြန်လဲပေးရင်ကိစ္စပြီးပြီနောက်တစ်ခါပစ္စည်းတူတွေရောနှောပြီးလိန်ရောက်ရင်တော့ခမ ्या စီလာပြီးကောင်းကောင်းမွန်မွန်လာဆွေးနွေးနေမှာမဟုတ်တော့ဘူးဂိုတောင်ထဲကအစ်စ်ရောက်ထားတဲ့အရေးသွေးကောင်းဟွမ်ချီနှစ်ထုတ်သွားထုတ်ခဲ့စမ်းသွားတထေးလေးကိုဈေးထဲမှာလက်ကားရောက်တဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်ခမ ्या စီလာဝယ်တာရေရှည်လက်တွဲချင်လို့ပါဒါပေမဲ့ရေရှည်လက်တွဲချင်ရင်ပစ္စည်းတိုင်းကကိုလေးပြကိုလုံးနဲ့ပစ္စည်းတွေဖြစ်ရမယ်ရွေးဟဲထံမှာကိုပိုင်ဒီလောက်ကောင်းတဲ့ကျမကြီးဖြစ်ဆက်စာဖော်ဆက်နီးရှိနေတာကိုနှစ်ပေါင်းများစွာဖွက်ထားပြီးမတုံးခဲ့ဘူးတချစ်ဒီလောက်မိုးချုံနေပြီးမအိပ်သေးဘူးလားမင်းကြည့်နေရန်ထဲကနေရွေးဟဲထံရဲ့ကိုပိုင်ဖော်ဆက်နီးကိုတွေ့ထားတာအိမ်သုံးကျမကြီးဖြစ်ဆက်စာတွေကြီးပဲတက်ရှန်ဖူလင်စွန်ပလုံသီးနီလိမ္မော်ခွန်ချောက်စံပြုတ်ပြုတ်ဟင်းရချက်ရင်အကုန်ထည့်လို့ရတယ်ဖော်ဆက်နီးကဦးလေးကျိုးမိသားစုဆိုတော့ရှင်ဘလို့လုံးမလို့လဲဒါကသူများဘိုးဘွားတွေလက်ဆင့်ကမ်းလာတဲ့အရာလေးတို့လွဲယူထားတာဆိုင်ပဲသူတို့ရဲ့ဖော်ဆက်နီးမဟုတ်ဘူးမနှက်ဖြန်ငါဦးလေးကျိုးစီသွားပြီးလူချင်းတွေ့ပြီးတေချာမေးလိုက်မယ်သူကောင်းကြီးမှတို့သုံးလို့ရမယ်မနှက်စောကြီးပြေးလာတာဆိုင်မှာဘာပြဿနာဖြစ်လို့လဲဦးလေးကျိုးမနေ့ကအနောက်ဘက်အချောက်ခံခန်းမှာပစ္စည်းရှင်းရင်းနဲ့အုတ်ခဲချောင်နေလို့အထဲကနေဒါကိုတွေးလိုက်တယ်ဒါငါအဖေရဲ့လက်ရည်မှတ်တမ်းပဲဒီကျမ်းမာရေးဖော်ဆက်နီးကပျောက်သွားပြီလို့တောင်ထင်နေတာဦးလေးကျိုးဒီဖော်ဆက်နီးကရွေးဟဲထန်ရဲ့ဘိုးဘွားပိုင်ဦးလေးတို့မိသားစုပိုင်ပစ္စည်းပါကျွန်တော်ဒီနေ့လာတာဦးလေးကိုတခုံးပဲမေးချင်လို့ပါကျွန်တော်ဒီဖော်ဆက်နီးကိုတုံးပြီးပစ္စည်းလေးတွေလုပ်ချင်တယ်ဦးလေးသဘောတူလားမင်းဒါနဲ့ဘာလုပ်ချင်လို့လဲအိမ်တုံးကျမ်းမာရေးဖြစ်ဆွတ်စာထုတ်လေးတွေလုံးမလို့ပါဆေးစွမ်းကိုအသားမပေးဘူးနေ့စဉ်အိမ်တုံးအတွက်မျှတအောင်ဖြစ်ဆွတ်ပေးတယ်နေ့စဉ်စားတော့ဖို့တင့်တော်တယ်လို့ပဲရေးမယ်တချစ်ဒီဆိုင်ကိုငါမင်းကိုလွှဲပေးတော့ကစာချုပ်ထဲမှာပစ္စည်းကိရိယာတွေလက်ကျန်ပစ္စည်းတွေနဲ့ပစ္စည်းဝယ်ယူမဲ့လမ်းကြောင်းတွေပဲပါတာဖော်ဆက်နီးကဒီအယောင်းဝယ်ထဲမှာမပါဘူးဒါငါကျုံမိသားစုရဲ့ပစ္စည်းဆိုတာမင်းသိပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့လူချင်းတွေ့ပြီးလာမေးတာပါငါအဖေရေးခဲ့တာလူတွေသုံးဖို့အတွက်ပဲနေရန်ထဲမှာတောက်ခတ်ပြီးမှုတက်နေဖို့မဟုတ်ဘူးမင်းကရွေးဟဲထန်ရဲ့နေရန်ထဲကနေရှာတွေ့တာဆိုတော့လေရေးဆက်ပါပဲဖော်ဆက်နီးကိုမင်းယူသုံးပါဒါပေမဲ့ငါမှာစီကံတစ်ခုရှိတယ်ရွေးဟဲထန်ရဲ့နာမည်ကိုမင်းတည်တတ်အောင်လုပ်ရမယ်ပါဝင်ပစ္စည်းတွေကအစစ်အမှန်တန်တန်ရှင်းရှင်းဖြစ်ရမယ်ငါအဖေခြံထားခဲ့တဲ့ဆိုင်းဘုတ်ကိုဖျက်ဆီးလို့မရဘူးဦးလေးကျိုးစိတ်ချပါရွှေဟဲထန်ရဲ့ဆိုင်းဘုတ်ကိုဦးလေးနဲ့ဦးလေးအဖေအတွက်ကျွန်တော်စောင့်ရှောက်ပေးပါမယ်တချစ်ဖော်ဆက်နီးကငါအဖေနိုင်ငံမတီထောင်ခင်လေးကရေးခဲ့တာမင်းသုံးမယ်ဆိုလဲတေချာသုံးပါဒီအချိုးစားတွေကအရှိန်မပြင်းဘူးအိမ်သုံးပစ္စည်းတွေကြီးပဲဘာပြဿနာမှမရှိဘူးနေ့စဉ်စံပြုတ်ပြုတ်ဟင်းရချက်ရင်သုံးဖို့တင့်တော်တယ်ဒါကျိုးဝေရွဲ့ရဲ့လက်ရည်မှတ်တမ်းပဲရွှေဟဲထန်ရဲ့ဆိုင်ရှင်ဟောင်းလေးမင်းဘယ်ကနေရှာတွေ့တာလဲအနောက်ဘက်အချောက်ခံခန်းကနေရန်ကြားအုတ်ခဲချောင်ပြီးကြာလာတာလောင်ကျိုးမိသားစုရဲ့ပစ္စည်းလေးမင်းမသုံးခင်လောင်ကျိုးကိုအတိပေးပြီးပြီလားဒီမနက်တင်သူ့အိမ်သွားပြီးလူချင်းတွေ့ပြီးမေးခဲ့တာသူခေါင်းညိတ်တယ်အဲ့ဒါဆိုရင်ရပြီလူလောက်တာအလုတ်လောက်တာနာမည်မှန်ဖို့လိုတဲ့လက်ပြတန်းရမယ်ကျမ်းမာရေးဖြစ်ဆွတ်စာထုတ်လုပ်တာပြဿနာမရှိဘူးရောင်းတဲ့အခါမှတ်ထားဘာယောဂပျောက်တယ်ဆိုတဲ့ဆေးစွမ်းကိုရေးလို့မရဘူးနေ့စဉ်အိမ်သုံးအတွက်မျှတအောင်ဖြစ်ဆွတ်ပေးတယ်လို့ပဲရေးကုန်ကျန်းအတုပ်တိုင်းကိုစစ်ဆေးရမယ်တန်တန်ရှင်းရှင်းနဲ့စီးပွားရေးလုပ်ကျေးဇူးတင်ပါတယ်ဆရာဝန်ကြီးစွန်းကျွန်တော်အသေးချာမှတ်ထားပါမယ်ငါ့ကိုနောက်ထပ်9ထုတ်ပေးပါဦးဘေးအိမ်ကမရီကျန်လဲနှစ်ထုတ်ယူမယ်တဲ့လူလေး30ထုတ်ပေးစက်ယုံကလူငယ်တွေတောက်ကြည့်ပြီးကောင်းတယ်လို့ပြောကြတယ်ဒီလကျမ်းမာရေးဖြစ်ဆွတ်စာထုတ်ကြီးပဲ400ကျော်ရောင်းရတယ်ဒီပစ္စည်းကရောင်းအပ်တဲ့ဖောက်တဲ့ဟောင်းတွေပြန်လာတာများတယ်
ရိုးရိုးဆေးပစ္စည်းတွေရောင်းတာထက်ပိုသေးချတယ်အရင်မှကြည့်ဘူးအများကြီးရောင်းရတယ်အဓိကကလူတွေကဒီပစ္စည်းကိုယုံကြည်ကြတာပဲဖော်ဆက်နီးကတည်ငြိမ်ရမယ်ကုန်ကြမ်းမပြတ်စေရဘူးအရေးသွေးကြလို့မဖြစ်ဘူးဟဲကိုမျိုးကဒီလောက်ပဲရှိတာဖောက်တဲ့ဟောင်းတွေများလာရင်တနေ့တော့ပြည့်သွားမှာပဲဘေးပတ်ဝန်းကျင်ရွာတွေကလူတွေပါတိလာအောင်လို့နီးလန့်ရှာရမယ်မနှက်ဖြန်တန်ပတ်ခါငါစပိန်စီးပြီးဘေးပတ်ဝန်းကျင်ရွာတွေကိုတပတ်လောက်သွားလိမ့်မယ်စမ်းတောက်ဖို့အထုပ်လေးတွေယူသွားပြီးအလကားပေးမယ်လူတွေမြည်ကြည့်လို့ကောင်းတယ်ဆိုရင်အလိုလိုလာဝယ်ကြလိမ့်မယ်စမ်းကြည့်ပါပတ်စံမပေးရပါဘူးစမ်းပြုတ်ပြုတ်ဟင်းရည်ချက်ရင်တထုပ်ထည့်လိုက်စမ်းတောက်ခိုင်းတာအလုပ်ဖြစ်သွားပြီလူတွေကဒီလိုပဲလေမြည်ကြည့်ဘူးမှယုံကြတာသူထေးခမားဆိုင်ကဒီဖြစ်ဆွတ်စာထုတ်ကိုကျမဝယ်တာ3ခါရှိပြီဒီတစ်ခါဘာလို့အကျိုးပဲတွေကြီးဖြစ်နေတာလဲပြုတ်လိုက်တာလဲအနန်းတူတွေကြီးပဲကျမမျိုးသားတောက်လိုက်တာလဲချောင်းမကောင်းဘူးကြီးပြောနေတယ်အန်ဒီဒီပစ္စည်းကကျွန်တော်တို့ဆိုင်ကဟာမဟုတ်ဘူးမဖြစ်နိုင်တာကျမမင်းဆိုင်မျက်နှာချင်းဆိုင်ကအပြန်စားဆိုင်တွေမှာဝယ်ခဲ့တာပဲအထုပ်ကလည်းအတူတူပဲကိုအန်ဒီမျက်နှာချင်းဆိုင်ကကျွန်တော်တို့ဆိုင်မဟုတ်ဘူးအန်ဒီကြည့်ကျွန်တော်တို့အထုပ်တိုင်းရဲ့ညာဘက်အောက်ထောက်မှာလက်ရည်နဲ့ရေးထားတဲ့အတုပ်နံပါတ်နဲ့အနီရောင်တစ်စိတ်တုံးပါတယ်အန်ဒီထုပ်မှာအဲ့ဒါမပါဘူးအဲ့ဒါကြောင့်အရသာကတစ်မျိုးဖြစ်နေတာကိုအန်ဒီဒီအထုပ်ကိုယူသွားပါကျွန်တော်လက်ဆောင်ပေးလိုက်မယ်နောက်ဝယ်ရင်ရွှေဟဲထန်ဆိုတဲ့စာလုံး3လုံးနဲ့ဒီအနီရောင်တစ်စိတ်တုံးကိုတေချာမှတ်ထားပါတခြားတစ်စိတ်ဆိုရင်မယူနဲ့ဘယ်နှထုပ်လက်ဆောင်ပေးလိုက်ရပြီလဲဒီလာတဲ့ဒါ9ထုပ်မြောက်ပဲတထေးလင်းဒီတော်ကြီးတွေလည်းလာလဲချင်လို့တဲ့သူတို့တောက်ကြည့်ပြီးကောင်းတယ်ပြောကြတယ်ရပါတယ်ကြက်ဥတွေကိုကျွန်တော်ယူထားလိုက်မယ်တယောက်ကို2ထုပ်စီယူသွားကြပူရာတွေကိုကျွန်တော်လက်ဆောင်ပေးတယ်လို့ပဲသဘောထားလိုက်ပါမင်းတို့ဆိုင်ကတကယ်ပဲလမ်းထဲကတချို့လူတွေနဲ့မတူဘူးပစ္စည်းကိုဈေးပေါပေါနဲ့ရောင်းပြီးအထဲမှာအတူတွေကြီးပဲအန်ဒီကျွန်တော်တို့ဆိုင်မှာစီကန်းတစ်ခုပဲရှိတယ်ပစ္စည်းမှန်ဈေးမှန်လူလိမ်မလုပ်ဘူးအန်ဒီတို့တောက်လို့ကောင်းရင်ရွာကလူတွေကိုနည်းနည်းလောက်ကူပြီးပြောပေးပါဗျာဦးလေးကျိုးရွှေဟဲထန်ဆိုင်ကိုတခြားသူကိုမလွဲပါနဲ့ကျွန်တော်တပြက်တည်း4000ပေးမယ်ငွေသားပေးမယ်ဦးလေးပြည်နယ်မြို့တော်ကိုပြောင်းပြီးသားနဲ့အတူအေးအေးချမ်းချမ်းသွားနေလို့ရပြီဆိုင်ကိုကျွန်တော်ကိုလွှဲပေးခဲ့လမ်းဟောင်းကလူတွေရဲ့မျက်နှာလည်းမပြတ်ဘူးပေါ့ခတ်တီမင်းဆိုင်အကြောင်းငါသိပါတယ်မနစ်ကဝယ်လာတဲ့တန်ကွေးတွေကိုကာစီမုံချောင်းတွေနဲ့အစားထိုးလို့လူတိုင်တာခံရတယ်မလားအဲ့ဒါကအောက်ကတပည့်တွေနားမလဲလို့လုပ်လိုက်တာပါနောက်တော့ကျွန်တော်သူတို့ကိုတေချာအပြစ်ပေးလိုက်ပါတယ်မင်းအပြစ်ပေးမပေးငါဂယုမဆိုင်ဘူးဒါပေမဲ့ရွှေဟဲထန်ရဲ့နာမည်ကငါလက်ထက်မှာပျက်စီးလို့မဖြစ်ဘူးဆိုင်အတွက်ငါလူရွေးထားပြီးပြီမင်းအဲ့ဒီစိတ်ကူးကိုဖျောက်လိုက်တော့ဦးလေးကျိုးလူကြီးမင်းကတသက်လုံးလူကဲခတ်မှန်လာတာနောက်ဆုံးကြမှာမျက်စိလျံမသွားပါစေနဲ့ဟိတ်ဘာလို့ချင်လို့လဲအေးလောင်မျိုးငါမျက်နှာချင်းဆိုင်မှာကျမ်းမာရေးဖြစ်ဆွတ်စာ2ထုပ်အရင်သွားဝယ်လိုက်အောင်မယ်ပြီးမှမင်းစီကဆေးဘက်ဝင်ပစ္စည်းလာဝယ်မယ်လာကြပါမလွတ်စေနဲ့နော်တယောက်ယောက်ကတို့ပစ္စည်းတွေကိုတမင်တကာအတူခိုးလုပ်နေတယ်အထဲမှာလည်းအညံ့စားတွေကြီးပဲအလုံးစုံ3ရက်ပဲစုဆောင်းထားတဲ့နာမည်ကောင်းတွေအကုန်ပျက်စီးသွားလိမ့်မယ်ငါကပြဿနာဖြစ်ပြီးမှလိုက်ရှင်းရတာကိုမကြိုက်ဘူးခမရတို့ကကစုံဥမုံနဲ့အနံ့တူတွေတုံးပြီး3မူတန်ကို10မူနဲ့ရောင်းတယ်ကျွန်တော်ကပစ္စည်းအစ်စ်တုံးပြီးတစ်ချက်2မူတန်ကိုတစ်ချက်5မူနဲ့ရောင်းတယ်ခမရတို့ကဧည့်သည်တွေခွဲခြားမသိနိုင်ဘူးလို့လောင်းကြီးထက်တယ်ကျွန်တော်ကတော့လူတွေစားကြည့်တာနဲ့သိတယ်ဆိုတာကိုလောင်းကြီးထက်တယ်ပုံမှန်ဈေးကွက်ရှောင်တခင်စစ်ဆေးမှုပါခမရတို့ဆိုင်ကထုတ်ကုန်30မျိုးကိုနမူနာယူပြီးစစ်ဆေးဖို့လိုပါတယ်ဒါကကျွန်တော်တို့ရဲ့ပစ္စည်းသွင်းပြေစာအကုန်လုံးပါပါဝင်ပစ္စည်းအချိုးအစားတက်တည်ခံစားရွက်လည်းပါတယ်မြို့ပေါ်ကအငိမ့်စားဆရာဝန်ကြီးဆုံးကိုယ်တိုင်စစ်ဆေးပြီးလက်မှတ်ထိုးထားတာပါပစ္စည်းအတုပ်တိုင်းအတွက်မှတ်တမ်းရှိပါတယ်အချိန်မရွေးစစ်ဆေးတာကိုလက်ခံပါတယ်နမူနာတွေကိုကျွန်တော်တို့ယူသွားပါမယ်အပြေမထွက်ခင်ဆိုင်ကိုယာယီပိတ်ထားပြီးပူပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်ဦးလေးကြောက်ကျွန်တော်တစ်ချစ်ပါဦးလေးကိုတစ်ခုလောက်စုံစမ်းခြင်းလို့ပါကျမ်းမာရေးကြီးကြပ်ရေးကရှောင်းတခင်လာစစ်သွားလို့ကျွန်တော်တို့ပစ္စည်းတွေကတန်ရှင်းတော့အစစ်ဆေးခံဖို့မကြောက်ပါဘူးလှုပ်ထုံးလုံကြီးရဘာတွေသတိထားရမလဲဆိုတာပဲအသိချင်လို့ပါဟုတ်ကဲ့အဖြေကိုစောင့်နေလိုက်မယ်ရှင်အဲ့ဒီအချိန်တုန်းကနည်းနည်းလေးတောင်မလန့်ဘူးနော်တို့ပစ္စည်းတွေကတန်ရှင်းနဲ့တရားဝင်လုပ်ထားတာပဲဘာကြောက်เสียရှိလို့လဲငါအစောကြီးကလေးကပြောသားပဲလဲလုတ်တဲ့အတွေ့အကြုံမရှိတဲ့သူကစီးပွားရေးအကြောင်းဘာနားလဲမှာလဲရှောက်လုံနေရင်အစောကြီးမဟုတ်တောင်တစ်ချိန်မဟုတ်တစ်ချိန်တက်တနာတက်မှာပဲတထေးလင်းကိုယ်တိုင်စစ်ဆေးထားတဲ့နမူနာတွေအကုန်အောင်မြင်ပါတယ်ဆိုင်ကိုပုံမှန်ပြန်ဖွင့်လို့ရပါပြီရှောင်းချစ်ဆရာဝန်ကြီးဆုံးကမင်းရဲ့ကျမ်းမာရေးဖြည့်ဆွတ်စာအချိုးအစားတွေကိုကြည့်ပြီးသွားပြီပါဝင်ပစ္စည်းတွေကဘေးကင်းပြီးတင့်မြတာတယ်တို့စေးပေးခန်းကမင်းနဲ့ပူပေါင်းခြင်းတယ်နောက်ပိုင်းလူနာတွေကိုနေ့စဉ်စားတော့မှုအကြံပြုချက်ပေးတဲ့အခါမင်းတို့ဆိုင်ကဖြည့်ဆွတ်စာထုတ်ကိုထောက်ခံပေးမယ်မင်းဘယ်လိုသဘောရလဲစေးပေးခန်းကယုံကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရွှေဟဲထန်ရဲ့ဖြည့်ဆွတ်စာထုတ်တိုင်းကိုအကောင်းဆုံးပါဝင်ပစ္စည်းတွေအစစ်မှန်ဆုံးကုန်ကျန်းတွေပဲသုံးပြီးတန်ရှင်းနဲ့ဘာမှမရောဆက်ဘူးလို့ကျွန်တော်အာမခံပါတယ်ရိုးချမ်းဖူးခမားဆိုင်ရဲ့ပြဿနာတွေကိုစစ်ဆေးတွေ့ရှိခဲ့တယ်တတိရွှေဟဲထန်ကိုအတူခိုးပြီးထုတ်ပိုးတယ်နှစ်အမျက်80%ကကစုံဥမုံအနံ့တူအယောင်ဆိုးဆေးတွေကနေရတာပစ္စည်းအစ်စ်မပါဘူးသုံးဖောက်တယ်တွေကစားပြီးဝမ်းပြက်တယ်လို့တိုင်တာကိုခမားလင်းလူရှုထားတယ်ရဲဘော်တို့ရဲ့ကျွန်တော်ကအသေးစားစီးပွားရေးလေးပါအတူခိုးထုတ်ပိုးမိတာကျွန်တော်အမှားပါအပြစ်ပေးတာကိုခံပါမယ်ဒဏ်ကြေးကျွန်တော်ဆောင်မယ်ဆိုင်ကိုလည်းရက်အနှဲငယ်ပိတ်ထားလိုက်ပါမယ်ချင်းအမ်းမြို့နယ်ကလျိုဆေးပစ္စည်းဆိုင်ပိတ်သွားပြီခမားကသူ့ရဲ့ရေရှည်ဖောက်တယ်ပဲခမားရဲ့ကုန်ကျန်းတွေဘဲကလာတာလဲဆိုတာခမားကိုယ်တိုင်သိဆုံးပါဒီကိစ္စကဒဏ်ကြေးရယုံတင်မဟုတ်တော့ဘူးအများသဘောတူဆွေးနွေးဆုံးဖြတ်ချက်အရလုပ်ငန်းလိုင်စင်ကိုရုပ်သိမ်းလိုက်ပြီ
ခမရရဲ့ကိုပိုင်နာမည်နဲ့ဖွင့်ထားတဲ့လိုင်စင်ကိုရုပ်သိမ်းလိုက်တာနဲ့ခမရနာမည်ကလုပ်ငန်းလုပ်ဆောင်မှုပုံမှန်မဟုတ်တဲ့စီးရင်နဲ့ရောက်သွားပြီနောက်ဆိုရင်အစားအသောက်ဆေးဝါးကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းလုပ်ချင်ရင်3နှစ်အတွင်းလိုင်စင်လျှောက်လို့မရဘူးစီးရင်ဖွင့်လို့မရဘူး3နှစ်ဒါဆိုငါတသက်ဘယ်လိုလုပ်ရတော့မလဲဒီအသက်အရွယ်ရောက်မှငါ့ကိုလေးပူဆုပ်ခိုင်းနေတာလားခမရပစ္စည်းတွေလုပ်တုန်းကအဲ့ဒီအတော်ကြီးတွေတောက်ပြီးလဲချောင်းတာဝမ်းပြက်တာတွေကိုစဉ်းစားခဲ့ဘူးလားသူတို့တွေဟင်းဘိုးကိုချွေတာပြီးခမရရဲ့ဒီပစ္စည်းတွေကိုဝယ်နေရတယ်ဆိုတာရောစဉ်းစားမိရဲ့လားစီကန်းကစီကန်းပဲကိုစိုက်တဲ့အပြင်ကိုပဲအတီးပြန်စားရမှာပဲလောင်ကြောက်လောင်ယူငါအခုမအားသေးဘူးညဘက်ကျရင်စက်ယုံကစီးပွားရေးကတေချာသွားပြီဆိုရင်ရပါပြီသိပါပြီမင်းတို့ပြောတဲ့အတိုင်းပဲလုပ်လိုက်ကြပါအဖေကျွန်တော်ကိုပတ်စံနည်းနည်းလောက်ပေးတငယ်ချင်းတွေနဲ့စီးပွားရေးအသေးစားလေးဆက်တူလို့မလို့လက်ပတ်ဖို့ငွေလိုနေလို့ပြီးခဲ့တဲ့အပတ်ကယူသွားတဲ့ပတ်စံတွေကရောဘာစီးပွားရေးလဲအရေးရောင်တော့မမြင်ရပါလားကျွန်တော်ဘာလို့အဖေဝင်မပါနဲ့ပတ်စံပေးရင်ပြီးတာပဲမင်းအကိုမင်းရွယ်တုန်းကဆိုအိမ်ကလေ9ဧကလုံးကိုတာဝန်ယူနေပြီမင်းကနေတိုင်းလက်ဖြန့်ပြီးပတ်စံတောင်းနေတဲ့3တာကတော့ဘသူထက်မစိုးမြန်နဲ့သူ့အကြောင်းထပ်ပြောပြန်ပြီမပေးလဲနေပေါ့ရှောင်းဟောက်မင်းပြီးခဲ့တဲ့တစ်ခေါက်ကငါစီကချေးသွားတဲ့ငွေဘယ်တော့ပြန်ဆက်မှာလဲမင်းအတော်မေးနေတာအချိန်ရှိပြီဦးလေးကြောက်2ရက်လောက်နေရင်တေချာပေါက်ပြန်ဆက်ပါမယ်ကျွန်တော်စီးပွားရေးကနေငွေပြန်ဝင်လာတော့မှာပါရှောင်းဟောက်ရဲ့အပြင်ကလူတွေနဲ့တိတ်မပေါင်းပါနဲ့ရှောင်းဟောက်မင်းအိမ်ကိစ္စကိုငါဝင်မစွတ်ဖက်ဘူးငါစီလာပြီးအကျွေးမတောင်းနဲ့မင်းအကိုမြို့ပေါ်မှာအလုပ်ကောင်းလုပ်နေတာပဲသူ့စီသွားပါလားဝင်လာခဲ့အမှန်တိုင်းပြောစမ်းအပြင်မှာအကျွေးဘယ်လောက်တင်နေတာလဲစက်တူလို့ရင်ပတ်စံတွေအကုန်ရှုံးသွားလို့အကျွေးတင်သွားတယ်လူတွေကအိမ်ထိလာတောင်းလို့ဆိုင်ကယ်ကိုလည်းတင်သွားပြီအဖေရဲ့ကြေးပိုက်တံကိုလည်းကျွန်တော်ခိုးပြီးတွားရောက်လိုက်ပြီမင်းဒီနေ့ငါစီလာတာကမင်းရဲ့အကျွေးတွေကိုဆက်ပေးပြီးပြဿနာဖြေရှင်းပေးဖို့လားဒါမှမဟုတ်တီတီငင်ငင်အလုပ်လုပ်ပြီးအသက်မွေးမဲ့လမ်းကြောင်းကိုလိုချင်လို့လားကျွန်တော်ကိုအကျွေးဆက်ပေးမယ်လို့မမျှော်လင့်ရပါဘူးကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တာပဲလေဒါပေမဲ့ကျွန်တော်တကယ်ပဲဘသူ့ကိုတွားရှာရမှန်းမသိတော့လို့ပါဒါပေမဲ့ငါအစိုးအရင်ပြောထားမယ်မင်းကတကယ်ပဲတီတီငင်ငင်အလုပ်လုပ်ပြီးအသက်မွေးချင်တာလားဒါမှမဟုတ်ငါစီမှာလာကိုကပ်ပြီးအချိန်ဖြုံးချင်တာလားကျွန်တော်အလုပ်လုပ်ချင်ပါတယ်တကယ်ကိုကောင်းကောင်းမွန်မွန်အလုပ်လုပ်ပြီးနေချင်ပါတယ်ကောင်းပြီမင်းတင်နေတဲ့အကျွေးကိုငါတပြားမှဝင်မဆက်ပေးဘူးကိုရှာတဲ့ပြဿနာကိုရှင်းဒါပေမဲ့မင်းကိုငါအခွင့်အရေးတစ်ခုပေးမယ်အနောက်ဘက်ကိုတော်မှာပစ္စည်းတဲ့ဖို့အကုန်ကျန်းတွေစီစဉ်ဖို့လူလိုနေတယ်စားစရိတ်နေစရိတ်ငိမ့်တယ်တစ်လကို3လပြည့်အောင်လုပ်ရင်မင်းကိုလစာ1200ကျူထုတ်ပေးမယ်အကျွေးတစ်စိတ်တစ်ပိုင်းအရင်ဆက်ဖို့ပေါ့ကျန်တာကိုတော့မင်းဘာသာမင်းဖြည်းဖြည်းချင်းနီးလန်းရှာအကိုတကယ်ပဲကျွန်တော်ကိုဒီခွင့်ရေးပေးတာလားငါကမင်းကိုအလုပ်လုပ်ဖို့အခွင့်ရေးပေးတာပါကောင်းကောင်းလုပ်ရင်ပတ်စံရမယ်အပြင်းထူပြီးလိမ့်စင်လုပ်ရင်ချက်ချင်းထွက်နားလေရင်မနှက်6နာရီကိုတောင်နောက်ပေါက်ကိုအလုပ်ဆင်းဖို့လာခဲ့နားမလဲရင်အခုချက်ချင်းထွက်သွားကျွန်တော်လုပ်ပါမယ်တေချာပေါက်ကောင်းကောင်းလုပ်ပါမယ်လုံးဝမပြင်းပါဘူးအရင်ကဒီလိုညစ်ပတ်ပြီးပင်ပန်းတဲ့အလုပ်တွေကိုအကိုတယောက်တည်းလုပ်ခဲ့ရတာဒီလမင်းကို30ကိုပေးလိုက်မယ်အဲ့ဒါပစ္စည်းတဲ့အတွက်စုကြီးပဲအကိုတင်ပေးတဲ့ကျမ်းမာရေးကုန်ကျန်းတွေခွဲခြားတဲ့နီးကိုကျွန်တော်ကျွမ်းကျင်သွားပြီအရင်ကထက်အများကြီးညံသွားတယ်နောက်ဆိုပစ္စည်းအစ်စ်တွေရောက်ရင်ကျွန်တော်ပဲလူသစ်တွေကိုဥဆောင်ပြီးလုပ်လိုက်မယ်အကုန်လုံးကိုလိုက်ကြည့်နေစရာမလိုတော့ဘူးကောင်းပြီနောက်တစ်တုပ်ပစ္စည်းရောက်ရင်မင်းပဲဥဆောင်လိုက်အရင်ကကျွန်တော်နားမလည်ခဲ့ဘူးမိုင်းရိုင်းခဲ့တယ်အကိုကိုဒုက္ခပေးခဲ့မိပြီတချစ်ပြန်ပြီလားအားနာစရာကြီးกว่าဟာကျမ်းမာရေးကုန်ကျန်းတွေကိုဒီမှာထားရင်စိုးထိုင်းလွယ်တယ်စေးပေးခန်းအမိုးအောက်ကိုရွှေ့ထားလိုက်တချစ်ကကြီးပွားနေပေမဲ့မူလအခြေအနေကိုမမေ့ဘူးတချစ်ရွာကဒီစေးပေးခန်းအစ်စ်ကိုတကယ်ပဲမင်းပတ်စံထုတ်ပြီးစောက်ပေးတာလားပတ်စံကကျွန်တော်အကုန်ထုတ်တာညီနေရကတော့ရွာကခွင့်ပြုပေးတာပါတချစ်မင်းရွာကိုကျမ်းမာရေးဖြည့်ဆွတ်စာထုတ်တွေလာပို့တဲ့အချိန်တိုင်းငါအနောက်ကနေကြည့်နေခဲ့တာပြီးတော့ရှောင်းဟောက်ငါနဲ့မင်းအမေမြို့ပေါ်ကိုခိုးပြီးအချိန်လာကြည့်ခဲ့တယ်သူပစ္စည်းတွေတဲ့ကုန်ကျန်းတွေစေးပြီးလက်တွေမှာလည်းအခြေခွန်တွေဖြစ်နေတာကိုမြင်တော့မှအရင်ကမင်းကအကြီးပဲညီကိုအလျှော့ပေးတင်နေဆိုတဲ့ငါစကားကဘလောက်တောင်မှယွနေတယ်လဲဆိုတာအဲ့ဒီအချိန်ကျမှငါသိခဲ့ရတယ်အဖေပြီးခဲ့တဲ့ကိစ္စတွေကိုမပြောပါနဲ့တော့အဖေတို့ကိုမုန်းတယ်လို့တော့ပြောလို့မရပါဘူးဒါပေမဲ့ဘာမှမဖြစ်ခဲ့တယ်လို့နေလို့လည်းမဖြစ်နိုင်တော့ဘူးစေးပေးခန်းလဲစောက်ပြီးသွားပြီနောက်ဆိုရင်အဖေနဲ့အမေနေမကောင်းရင်အချိန်မရွေးလာပြလို့ရတယ်ဆေးတွေဖြည့်ဆွတ်စာထုတ်တွေယူရင်ပတ်စံမပေးရဘူးဒါကတားတယောက်အနေနဲ့လှုပ်တင်လှုပ်ထိုက်တာပါဒါပေမဲ့တခြားကိစ္စတွေအဖေနဲ့သားအမေနဲ့သားဆက်ဆံရေးကတော့အရင်လိုပြန်မဖြစ်နိုင်တော့ဘူးတချစ်ဒါကအမေကိုယ်တိုင်နေလန်းထားတဲ့မုံလာဦး6လေးမင်းငယ်ကအကြိုက်ဆုံးအရတာပေါ့ယူပြီးစားကြည့်ပါဦးကျေးဇူးပါအမေစောက်လို့ရေးခွင့်ကဖုံးထူတယ်အဖေတို့စောပြန်လာကြပါဒီမှာလေမခံကြနဲ့တော့ဖေသမီးတို့အိမ်ရောက်တော့မယ်နော်ရှေ့မှာရွာလေးပဲဖေအရင်ကနေခဲ့တဲ့ထင်းပုံယုံလေးကအခုဘလို့ပုံစံဖြစ်သွားပြီလဲဟင်အဲ့ဒီထင်းပုံယုံစုပ်လေးကိုဖျက်လိုက်ပြီဒါပေမဲ့ခြံထားရမယ့်ပစ္စည်းတွေကတော့တခုမှမလျော့ပဲအဲ့ဒီမှာအကုန်ရှိတယ်ဒီနေရာမှာချိတ်ထားတာဘာတူလဲဟင်ဒီဗီဒီယိုတွေကဟာတွေကရောဘာတွေလဲဘယ်ဘက်ကတယောက်ကလင်းလောက်ချင်းလျိုရှုကိုရွာခံပဲရွာစင်လဲပြီးတောထွက်ပစ္စည်းတွေကိုတစ်သက်လုံးလိုက်ဝယ်ခဲ့တဲ့သူပေါ့ညာဘက်ကတယောက်ကတော့ကျိုးဝေရွဲလို့ခေါ်တယ်ဟဲကိုမျိုးကရွေးဟဲထန်ရဲ့ဆိုင်ရှင်ဟောင်းလေးအဲ့ဒီခေတ်စစ်ပွဲတွေဖြစ်နေတဲ့အချိန်ကဆိုင်ရှင်ကြီးကျိုးကသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလင်းလောက်ချင်းစီအနံပြီးတင်ခိုင်းခဲ့တယ်
လင်းလောက်ချင်းကဒီပစ္စည်းတွေကိုသူ့ရဲ့ထင်းပုံယုံနေရန်ကြားမှာဝတ်ထားပြီးအနှစ်40ကျော်ဆောက်ရှောက်ပေးခဲ့တယ်။သူတက်ရှိထင်ရှားရှိစဉ်ကဘသူ့ကိုမှတခုံးမှမပြောခဲ့ဘူး။ဒီဘက်ကဟာကတော့ရွှေဟဲထန်ရဲ့ဘိုးဘွားတွေလက်ဆင့်ကမ်းလာတဲ့ကျမ်းမာရေးဖြစ်ဆွတ်စာပေါ်ဆက်နည်းတွေပဲ။လင်းလောက်ချင်းရဲ့မြေလင်းတစ်ချစ်ကရွှေဟဲထန်ကိုလွှဲယူပြီးတဲ့နောက်ဆိုင်နောက်ဘက်ခန်းကနေရန်ထဲကနေအဲ့ဒါကိုရှာတွေ့ခဲ့တာ။နောက်တော့ရွာကစေးပေးခန်းကိုလူလိုက်ပြီးလူတိုင်းသုံးနိုင်အောင်လုပ်ပေးခဲ့တယ်။အားလုံးကလူကောင်းတွေပါပဲ။ပစ္စည်းဆောက်ရှောက်ပေးတဲ့သူကလည်းတစ်သက်လုံးဆောက်ရှောက်ပေးခဲ့တယ်။အသုံးပြုတဲ့သူကလည်းမူလအခြေအနေကိုမမေ့ခဲ့ဘူး။ဖြည်းဖြည်းရှုပ်လန့်အရင်တုန်းကမင်းပြောခဲ့ဘူးတဲ့ကြီးကြီးကျယ်ကျယ်ချမ်းသာတာတွေကိုမမျှော်လင့်ပါဘူးတို့နှစ်ယောက်အတူတူအခက်အခဲတွေကိုရင်ဆိုင်ပြီးဘဝကိုဖျက်ဆီးသွားကျင်တာပါလို့အခုငါလုံနိုင်ခဲ့ပြီငါတကယ်လုံနိုင်ခဲ့ပါပြီ